ရေမျက်နှာပြင်ဟာအနောက်2000ဒီဂရီမှာအလင်းရဲ့အမြန်နှုန်းနဲ့ခဲနေခဲ့ပါတယ်။ရေအောက်မှာပိတ်မိနေတဲ့ကောင်မလေးကအပေါ်ကိုကူးဖို့သူ့ရဲ့အားအကုန်လုံးကိုသုံးပြုခဲ့ပါတယ်။သူ့အဖေကသူ့ကိုဖမ်းဖို့လက်လန်းလိုက်ချိန်မှာပဲရေမျက်နှာပြင်ဟာချက်ချင်းရေခဲဖိခဲသွားခဲ့ပါတယ်။ကောင်မလေးလည်းအဲ့ဒီနေရာမှာပဲအေးခဲသွားခဲ့ရပါတယ်။ကန်ကောင်းစွာနဲ့အောက်ဆီဂျင်ကနောက်ထပ်2နာရီလောက်ခံနိုင်သေးတာကြောင့်ကောင်မလေးကိုကယ်ဆယ်ဖို့အချိန်လုံလောက်ခဲ့ပါတယ်။အဖေကဓားသေးသေးလေးတစ်ချောင်းကိုဆွဲယူပြီးရေခဲဝီကိုထွင်းဆကျူခဲ့ပါတယ်။သူတို့ဟာအချိန်အကြာကြီးအလွဲ့ကြာထွင်းခဲ့ကြပြီးနောက်ဆုံးမှာတော့အပေါက်သေးသေးလေးတစ်ခုဖန်တီးနိုင်ခဲ့ပါတယ်။ဒါကမလုံလောက်ဘူးဆိုတာမြင်တော့အဖေဟာလုံးဝထိတ်လန့်သုံးလုပ်သွားခဲ့ပါတယ်။အဲ့ဒီနောက်သူ့ကြောပွေးထမ်းမှာရမ်းမှုတွေရှိတယ်ဆိုတာရုတ်တရက်တတိယသွားခဲ့ပါတယ်။ဒါကြောင့်သူကအဲ့ဒါကိုအပေါက်ထဲကိုအမြန်ထည့်ပြီးမီးရှို့လိုက်ပါတယ်။မျက်စိချင်းလောက်တဲ့အလင်းတန်းတစ်ခုနဲ့အတူရေခဲတွေအကြီးပြောသွားပြီးအပေါက်ကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ဒီချိန်မှာကောင်မလေးဟာအေးတန်ကြောင့်တတိလစ်နေခဲ့ပါပြီ။အဖေကခဲနေတဲ့ရေတွေကိုအညံဖယ်ရှားပြီးမနာတမ်းစူးစမ်းပြီးနောက်ကောင်မလေးရန်လာတာနောက်ဆုံးမှာတော့ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ကောင်မလေးကိုကယ်ဆယ်တော့မယ့်အချိန်မှာမတော်တားမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။သူမကလေတွေတိုက်ခတ်လာတာကိုရုတ်တရက်တတိထားမိခဲ့ပါတယ်။နောက်တစ်ခဏမှာတော့မိုးသေးထန်စွာရွာချခဲ့ပါတယ်။မိုးရေတွေကသူတို့ခဲခဲရင်ရင်တူးထားတဲ့အပေါက်ကိုရေလွှမ်းမိုးသွားခဲ့ပါတယ်။ကေတင်ခရရတော့မဲ့ကောင်မလေးလည်းမျောလင်းချက်ကဲမဲ့သွားခဲ့ရပါတယ်။နောက်တစ်ချိန်သူ့အောက်ဆီဂျင်တွေကုန်တော့မှခဲ့ပါတယ်။မိသားစုကဘာမှမတတ်နိုင်ပဲသူ့လက်ကိုအားမစီစွာဆုတ်ခံထားခဲ့ရပါတယ်။ဒါပေမဲ့လူတိုင်းစိတ်ဖြတ်အားငယ်နေချိန်မှာပဲအဝေးမှာကြီးမားတဲ့ပုံရိပ်တစ်ခုရုတ်တရက်ပေါ်လာခဲ့ပါတယ်။လူတိုင်းချက်ချင်းတတိထားမိသွားပြီးအနီးကပ်စစ်ဆေးကြည့်တော့စိတ်ရုပ်တရုပ်ဖြစ်နေခဲ့ပါတယ်။စိတ်ရုပ်နောက်မှာပျောက်ဆုံးနေတဲ့သားလေးပေါ်လာခဲ့ပါတယ်။ဘာတွေဖြစ်နေတာလဲ။သူ့အဖေနဲ့ကွဲကွာပြီးနောက်ဝေဟာမတော်သားရောသားရန်ပြတ်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။သူကစူးစမ်းလို့စိတ်နဲ့အဲ့ဒါကိုချင်းကပ်လိုက်ချိန်မှာခြေထောက်တစ်ချောင်းတည်းရှိတဲ့တတ္တဝါဒီကောင်ရုတ်တရက်ပေါ်လာခဲ့ပါတယ်။ဝေလည်းကြောက်လန့်သွားခဲ့ပါတယ်။ဝေကတစ်ပင်ပေါ်ကိုအမြန်တက်ခဲ့ပြီးမြဲအဲ့ဒီတတ္တဝါရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကလည်းတစ်ကွိုင်းတွေမှာပိတ်မိနေတာကိုတတိမထားမိခဲ့ပါဘူး။တန်ကောင်းစွာနဲ့အဲ့ဒီတတ္တဝါကမလွတ်ရှားနိုင်ခဲ့ပါဘူး။ဝေလည်းနောက်ဆုံးစရာလည်းမရှိပဲအသက်ရှင်နိုင်ခဲ့ပါတယ်။ဝေနဲ့အဲ့ဒီတတ္တဝါဟာညာရောက်တဲ့အထိရင်ဆိုင်နေခဲ့ကြပါတယ်။အဲ့ဒီနောက်ထူးဆန်းတဲ့ပုံစံနဲ့ရှိတဲ့လေးပြာတကောင်ကရုတ်တရက်ပြန်ထန်လာပြီးအဲ့ဒီတတ္တဝါရဲ့လက်ချောင်းပေါ်ကိုနားခဲ့ပါတယ်။ဝေအံ့သောစွာနဲ့အဲ့ဒီတတ္တဝါကလေးပြာကိုမမောင်းထုတ်ပဲစူးစမ်းလိုစိမ့်နဲ့ကြည်နေခဲ့ပါတယ်။ဒါကိုမြင်တော့ဝေကအဲ့ဒီတတ္တဝါမှာလူသားဆန်းတဲ့အငွေ့အသက်လေးကြံနေသေးတယ်လို့ထင်ခဲ့ပါတယ်။သူကဆက်သွယ်ဖို့ကြိုးစားတော့မယ့်အချိန်မှာအဝေးကတစ်တော်ထဲမှာမီးရုတ်တရက်လောင်ကျွမ်းခဲ့ပါတယ်။မီးတောက်ဒီကအောက်ကတစ်ပင်စီကိုအရှင်အမြန်ပြန့်နှံ့သွားခဲ့ပါတယ်။ဝေကလွန်မြောက်ဖို့ပုံမြင့်တဲ့တစ်ကွိုင်စီကိုခုံဖို့ကြိုးစားခဲ့ပေမဲ့မမီပဲဒီချိန်မှာပြုတ်ချတော့မလို့ဖြစ်ခဲ့ပါတယ်။တစ်ပင်အောင်မှာမြင်းနေတဲ့အဲ့ဒီတတ္တဝါကအန်ဒရဲကိုခန်းစားမိပုံရပါတယ်။သူနဲ့သူ့ရဲ့ခန္ဓာကိုယ်အပေါ်ဝိုင်းကိုပေါင်းဆက်ဖို့ကြိုးစားခဲ့ပေမဲ့နောက်ဆုံးမှမအောင်မြင်ခဲ့ပါဘူး။ဒါကိုမြင်တော့ဝီလ်ရဲ့တနာစိတ်တွေပေါ်လာပြီးသူကသူ့ရဲ့ပင်ကိုစိတ်နဲ့ဆန့်ကျင်တဲ့အရာတစ်ခုကိုလုပ်ခဲ့ပါတယ်။